ဒီblind ဓမ္မ channel မှာဓမ္မမိတ်ဆွေအားလုံးကိုကိုယ်စိတ်နှပြကျမ်းမှာချမ်းသာပါစေလို့ပရမတ်နှုတ်ခွန်းဆက်တာရင်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဘုံဘုံတို့မျှဝေပေးချင်တာကကိုချစ်မြတ်နှုတ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဓမ္မမိတ်ဆွေကနေ့စဉ်မနက်မိုးလင်းလို့မှန်ရှိရောက်ပြီဆိုရင်မှန်တွေကကိုယ်ပုံကိုကြည့်ပြီးဘာတွေတွေးလိရှိလဲတေချာပြန်စဉ်းစားကြည့်ငါရဲ့မျက်နှာကဘာလို့ဒီလောက်အပြည့်အနာစားပြီးများနေရတာလဲငါပုံစံကဘလို့ဖြစ်နေလဲစသဖြင့်ပေါ့ငါကဘာလို့သူများတွေလို့မအောင်မြင်ရတာလဲမကြော်ကြားရတာလဲအစင်မပြေရတာလဲလို့ကိုအပြစ်တင်စိတ်ပြတ်မိတာမျိုးတွေဖြစ်ဖူးပါသလားဒီနေ့ခေတ်မှာဘုံဘုံတို့တွေဟာသူတစ်ပါးရဲ့စီကဒိမတ်ပြုမှုတွေထင်ကြီးခံရမှုတွေကိုရဖို့လိုက်လံပြီးတော့ကြိုးစားအားထုတ်နေကြတာကိုတွေ့ရတယ်အဲ့လိုလုံးနေကြပြီမဲ့လို့တကယ်တမ်းကိုကြတော့ဘလောက်အထိဂယုဆိုင်မိကြလဲဘလောက်အထိကိုတတိထားမိကြလဲနေ့စဉ်နဲ့အမျှသူတစ်ပါးချစ်ခံရဖို့သူတစ်ပါးသိမှတ်ပြုဖို့တွေကြိုးစားလာလိုက်တာသူတစ်ပါးစီကချစ်ချင်းမေတ္တာတွေကိုပဲအမြဲတမ်းတောင်းခံလာလိုက်တာကိုယ့်ရဲ့နှလုံးသားဟာဘယ်တော့မှပါဖက်ဖြစ်ပြီးတော့ငြိမ်းချမ်းလာမှာမဟုတ်ပါဘူးဒီနေ့ခေတ်မှာမိမိကိုချစ်ပါဆိုတဲ့စကားလုံးကအရန်ပေါ်ပြလာဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့ကိုချစ်မြတ်နိုးတတ်တဲ့လူတွေနဲလာလို့တိုက်တွန်းလာကြတာပဲဖြစ်တယ်ဒါပေမဲ့လို့ဗုဒ္ဓဓမ္မမျက်လုံးနဲ့ကြည့်မယ်ဆိုရင်တကယ်မိမိကိုချစ်မြတ်နိုးခြင်းဆိုတာပါလေမိမိကိုဘယ်လိုလမ်းညွှန်ပြီးတော့ရှင်သန်နေထိုင်စေမလဲဒီနေ့မှာတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်2600ခန့်ကမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ကိုချစ်မြတ်နိုးခြင်းအစစ်အမှန်ကိုနေ့စဉ်သုံးချဓမ္မအနေနဲ့ညဝေပေးမှာဖြစ်ပါတယ်ဖျားလက်ထက်တော်ခါတုန်းကသာဝတိပြည်မှာကောသလမင်းကြီးနဲ့မန္လိကာဒေဝီမိဖုရားကြီးတို့ဆိုပြီးတော့ရှိတယ်နန်းတော်ထက်မှာတူနေတော့တူရှိတော့ကောသလဘုရင်ကြီးကမန္လိကာမိဖုရားကြီးကိုမေးပါတယ်နမမန္လိကာညီအတွက်မိမိထက်သာလွန်ပြီးချစ်အပ်တဲ့သူလောကမှာရှိသေးရဲ့လားတဲ့မေးတာနော်ချင်းနမမန္လိကာတဲ့ညီအတွက်မိမိထက်သာလွန်ပြီးချစ်အပ်တဲ့သူလောကမှာရှိသေးသလားတဲ့မိဖုရားကြီးကဘုရင်ကြီးရဲ့အမေကိုအလွန်ရိုးသားစွာနဲ့ဒီလိုဖြေပါတယ်မြတ်သောမင်းကြီးကျွန်ုပ်အတွက်မိမိထက်ပိုချစ်ရတဲ့သူလောကမှာမရှိပါဘူးတဲ့အဲ့ဒီလိုပြန်ဖြေလိုက်ပါတယ်မင်းကြီးကလည်းငါအတွက်လည်းငါကိုထက်ပိုချစ်ရတယ်လို့မရှိဘူးလို့ဝန်ခံပါတယ်ဒါနဲ့ကုသလမင်းကြီးဟာ
မြတ်စွာဘုရားရှင်စီသွားပြီးတော့အကျိုးအကြောင်းလျှောက်ထားတဲ့အခါမြတ်စွာဘုရားကတန်ယုဒ္ဓနိကေမန္လိကာတုံမှာအင်မတန်မှလေးနက်လာတဲ့ကာရလေးကိုမိန့်ကြားတော်မူခဲ့ပါတယ်တဗ္ဗတိတာအနုပရိကမ္မစေတတာနေဝဇကပိယရဏမတ္တနာကွာစီဧဝံပိယောပုထုအတ္တပရိတံတတ္တမနာဟိန္တိပရမတ္တကမောပါဠိတော်ကိုအနတ်အတိပ္ပယ်ဖွင့်ကြည့်ရရင်လောကကြီးရဲ့အယက်မျက်နှာအလုံးကိုစိတ်အာယုံနဲ့ဘလောက်ပဲရှာရှာမိမိထက်ပိုပြီးချစ်ရတဲ့အရာကိုဘယ်နေရာမှာမှမတွေ့နိုင်ပါဘူးတဲ့လောကမှာလူတိုင်းဟာမိမိကိုယ်ကိုအချစ်ဆုံးလူကြီးပဲအဲ့ဒီလိုမိမိကိုယ်ကိုအချစ်ဆုံးဖြစ်နေမှသိတဲ့အတွက်မိမိကိုယ်ကိုတကယ်ချစ်မြတ်နိုးတဲ့သူဟာမိမိနဲ့ထပ်တူသူတစ်ပါးတွေကိုလည်းမငြင်းစေရဘူးမဖြတ်စည်းရဘူးတဲ့ဒါဟာမြတ်စွာဘုရားရှင်ရဲ့အမြင်ဘလောက်တောင်နဲ့နဲလဲဆိုတာကြည့်နိုင်ပါတယ်မိမိကိုယ်ကိုချစ်ချင်းကနေတစ်ဆင့်သူတစ်ပါးရဲ့ဆင်းရဲဒုက္ခကိုစာနာနားလည်ပေးနိုင်တဲ့ကရုဏာတရားတွေစီကိုလမ်းဖွင့်ပေးလိုက်တာဖြစ်တယ်။ဒါဆိုရင်ဘုံဘုံတို့တို့ရဲ့နေ့စဉ်ဘဝတွေထဲမှာမိမိကိုယ်ကိုဓမ္မနီလန်းကြကြဘယ်လိုချစ်ကြမလဲဆိုတာသိဖို့လိုပါတယ်။ဒါကြောင့်အချက်နှစ်ချက်နဲ့စဉ်းစားကြည့်ရအောင်။နံပါတ်1ချက်ကကိုယ်အစိတ်မကြွေးမိဖို့လိုပါတယ်။တချို့ကကိုချစ်တယ်ဆိုပြီးဈေးကြီးတာတွေဝယ်စားတယ်ဈေးကြီးတာတွေဝယ်သုံးတယ်ဈေးကြီးတာတွေဝယ်ပြီးတော့ပြင်ဆင်ကြတယ်ဒါကရုပ်ပိုင်းဆိုင်ရာပြုစုမှုတစ်ခုပါပဲဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကြတော့ညဘက်ဆိုရင်ဖုံးကြည့်ပြီးတော့ကိုယ့်ဘဝကိုမယောင်ရဲတော့လူတစ်ပါးတွေနဲ့လိုက်ပြီးတော့နှိုင်းရှင်နေကိုသိမ့်ငယ်အောင်လုပ်တယ်။ stress တွေဒေါသတွေတောကတွေနဲ့ကိုစိတ်ကိုပြန်ပြီးတော့အစိတ်တွေခတ်နေကြတာကိုတွေ့ရတယ်။တကယ်ကိုချစ်မြတ်နိုးခြင်းဆိုတာကိုစိတ်ထဲကိုမကောင်းတဲ့အကုသိုလ်အာယုန်တွေဝင်မလာအောင်ကာကွယ်ပေးတာမျိုးတတိတရားနဲ့စိတ်ကိုငြိမ်းအေးအောင်ထားပေးတာမျိုးပဲဖြစ်တယ်ကိုစိတ်ဆင်းရဲအောင်အမြဲလုံးနေတဲ့၍ဒါဟာကိုနှိမ့်ဆက်နေတာနဲ့အတူတူပါပဲကိုရဲ့စိတ်ကိုအစိတ်ကျွေးနေတာဖြစ်တယ်အဲ့ဒါမျိုးရှောင်ရှားရမယ်နံပါတ်2ချက်ကကိုဘဝကိုကောင်းမွန်တဲ့ယဉ်ကျေးမြုံနှံမှုလုပ်ရမယ်ဗုဒ္ဓဘာသာမှာတကယ်ကိုချစ်မြတ်နိုးတဲ့သူဟာကောင်းမှုကံကိုစီးဘူးတယ်တဲ့ဘာလို့လဲဆိုတော့ကိုပြုတဲ့ကောင်းမှုကံကကိုစီပဲရလက်ကောင်းနေနဲ့ပြန်လာမှာမို့လို့ပဲကိုတကယ်ချစ်တယ်ဆိုရင်ကိုဘဝဂုဏ်သိက္ခာရှိဖို့တီလာကိုစောင့်ထင်းရမယ်ကိုကျင်တရားကိုတန်မိုးထားရမယ်ကိုဘဝအစဉ်အတန်းမြင့်ဖို့ဘုဟုတုတ္တရှာမိရကိုနှလုံးသားကိုနူးညံ့စေဖို့ဘေးကန်းစွန့်ကြဲတတ်တဲ့အကျင့်မွေးမြူရမယ်ဒါဟာကိုဘဝအတွက်အကောင်းဆုံးယဉ်ကျေးမြုံနှံလိုက်တာပါပဲ
လောကမှာကိုအဆုံးစွန်ထိကာကွယ်ပေးနိုင်တာတင်နာမှာဘယ်တော့မှမခွဲပဲအမြဲရှိနေမှာကကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ်ပဲဖြစ်တယ်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုပဲဖြစ်တယ်တနည်းပြောရရင်ကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကံပဲဖြစ်ပါတယ်လူတော်ဝါစီကအချစ်တွေကိုတောင်းခံပြီးတော့ဘဝကိုအောက်ကျခံနေစရာမလိုပါဘူးသူတစ်ပါးရဲ့ negative စကားလုံးတွေကြောင့်ကိုယ့်ဘဝကိုတန်ဖိုးမရှိဘူးလို့မတွေးပါနဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့သလိုလောကမှာတင်ဟာတင်အတွက်အချစ်ဆုံးအဖို့တန်ဆုံးအရာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်ရဲ့အမှားတွေကိုခွင့်လွှတ်ပါကိုယ့်ရဲ့တန်ဖိုးကိုကုသိုလ်တရားပညာတရားစတာတွေနဲ့မြင့်တင်ပါကိုယ့်ရဲ့စိတ်ကလေးငြိမ်းချမ်းနေအောင်ဓမ္မနဲ့လမ်းညွှန်မှုလုပ်ပါကိုပြည့်ပြည့်ဝဝချစ်မြတ်နိုးတတ်တဲ့ဒီနေ့မှာကိုယ်နှလုံးသားကကရုဏာတရားတွေနဲ့ပတ်ဝန်းကျင်ကိုပါဥဆက်သွားစေပါလိမ့်မယ်မိမိကိုယ်မှန်တကယ်ချစ်မြတ်နိုးခြင်းဟာအေဂျင့်တာယာပြီးတန်မိုးရှိတဲ့ဘဝပိုင်ဆိုင်နိုင်ပါလိမ့်မယ်ဒါကြောင့်မိမိကိုယ်အမှန်တကယ်ချစ်မြတ်နိုးခြင်းဖြင့်အေဂျင့်တာယာတဲ့တန်မိုးရှိလာတဲ့ဘဝပိုင်ရှင်များဖြစ်ကြပါစေအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ